အားလုံးပဲမင်္ဂလာပါညီမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ enemy လောကရဲ့တစ်ချိန်မှာပြင်းထန်ဆုံးစိတ်လှုပ်ရှားပွဲကောင်းဆုံးအထင်ရှားဆုံးနဲ့အကြီးကျယ်ခမ်းနားဆုံးဖြစ်တဲ့အတန်းဝန်တိုင်တဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါရယ်မကြည့်ရသေးတဲ့သူတွေအတွက် spoiler အနည်းဆုံးဖြစ်အောင်ပြပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်ကဲဒါဆိုရင်တော့စလိုက်ရအောင်ပါအတန်းဝန်တိုင်တဲ့ဟာအာဂျီမဲအီဆာယာဖန်နီခဲ့ရဖြစ်ပြီး2023ခုနှစ်ဧပြီ9ရက်နေ့မှာစတင်ပြီးenemy နေဖြစ်ထုတ်လုပ်က2023ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာဆုံးသက်ခဲ့ပါတယ်။အတက်ကိုတိုင်တဲ့ဟာကမ္ဘာအောင်မြင်ဆုံး enemy မန်ကာဆွေးတစ်ခုဖြစ်ပြီးရှုပ်ထွေးတဲ့ဇလန်ဆက်လုပ်ရှားပွဲအခြေအနေများနှက်ဆိုင်သောသဘောတရားများလူသားတွေနဲ့လူသားစားအရာမှတိုင်တဲ့အကြောင်းကိုကြည့်ရှုရမှာဖြစ်ပါရဲ့။အကြောင်းပြချက်မရှိဘဲလူသားများကိုဝါမျိုးနေသောတိုင်တွေများရဲ့မှာကာကွယ်ပေးရန်အတွက်ကြီးမားလာသောဒရိုင်းကြီးများသုံးခုဖြစ်တဲ့မာရီယာဒရိုင်း၊ရိုဒရိုင်း၊ရှီနာဒရိုင်းနဲ့ဝေယံထားသောပါရာဒစ်ကျွန်းမှအမျိုးကြီးများအတွင်းမှာလူသားများနေထိုင်ကြပြီးဒီနေ့မှာတော့တိုင်ရန်ကိုမျိုးထဲမှာ2မျိုးဖြစ်တဲ့ခလိုဆွဲတိုင်ရန်ဖြစ်တဲ့အေယာမတိုင်ရန်နဲ့အမ်မာတိုင်ရန်ဖြစ်တဲ့ကိုရဲမာတိုင်ရန်တို့ရဲ့တိုက်ခိုက်မှုတို့ကြောင့်မာရီယာတိုင်းတစ်ခုပြိုလဲသွားပြီးဒိုင်းတွင်ကိုဖရီယာတိုင်ရန်များပြားဝင်ရောက်တိုက်ခိုက်ပြီး main chapter အေရန်ရဲ့မျိုးကဖျက်ဆီးခံလိုက်ရပါတယ်။အေရန်ဟာသူ့ရဲ့မိသားစုနဲ့မျိုးသူမျိုးသားတွေအများပြားဆုံးရှုံးခဲ့ရပြီးမိခင်ဖြစ်သူကိုတိုင်ရန်တကောင်ရှင်လက်စားသွားတာကိုကိုယ်တိုင်မြင်ခဲ့ရတာကြောင့်အေရန်ဟာတိုင်ရန်တွေကိုမုံတိစိတ်တွေဖြစ်ပေါ်ခဲ့ပြီးတိုင်ရန်တွေကိုဖျက်ဆီးဖို့ကင်းနောက်တဲ့တွေကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူနဲ့အတူမွေးစားထားတဲ့မိကာဆာအကာမန်နဲ့အချိန်မှာဒိုင်းမြေဘက်ကိုထွက်ပြီးပင်လယ်ပြင်ကြီးကိုလွတ်လပ်စွာကြီးကြမယ်ဆိုတဲ့ရွေချချင်းတူတဲ့အာမင်အားလက်တို့ပါကင်းနောက်တဲ့တွေကိုဝင်ခဲ့ကြပါရဲ့။ဒီ enemy မှာလွတ်လပ်မှုအလွမ်းဆက်လှည့်စားမှုတွေသစ္စာရှိမှုသစ္စာဖောက်မှုတွေနဲ့စိတ်ရဲ့ကြိုးသက်ရောက်ပုံလက်စားချေမှုတွေရဲ့တန်တရားလေပုံဘသူဘက်ကမှားရယ်ဘသူဘက်မှန်တယ်ဆိုတာကိုမေးခွန်းထုတ်စရာတွေနဲ့ရှုပ်ထွေးမှုတွေကိုကြည့်ရှုရမှာဖြစ်ပါရဲ့အတန်းဝန်တိုင်တဲ့ဇလန်းဟာတဖြည်းဖြည်းနဲ့ရှုပ်ထွေးလာပြီးအစပိုင်းမှာအေယာမလူသားစားတိုင်တန်တွေနဲ့လူသားတို့ရဲ့တိုက်ပွဲဆိုတဲ့ရိုးရှင်းတဲ့အယူဆကနေနိုင်ငံရေးလူမျိုးရေးလွတ်လပ်မှုစစ်ရေးပြွာနဲ့လူသားတို့ရဲ့တဘာဝအကြောင်းကိုနက်နက်ရှိုင်းဖန်တီးထားတဲ့ဇလန်းဖြစ်ပြောင်းလဲသွားပါရဲ့ဇလန်းတစ်လျှောက်မှာစိတ်လှုပ်ရှားစရာ plot twist တွေအများကြီးရှိပြီးကျူးရှုသူတွေကိုအမြဲအံအားသင့်စေပါရဲ့ဥပမာမြေရောက်ခန်းရဲ့အဖြစ်အေရန်ရဲ့စစ်မှန်ရည်မှန်းချက်လွတ်လပ်မှုနဲ့ထိန်းချုပ်မှုလူမျိုးတုံးတစ်ဖြတ်မှုအာဏာနဲ့ဖိနှိပ်မှုတမိုင်းကိုပြန်လည်ရေးသားခြင်းစတဲ့လူမျိုးရေးနိုင်ငံရေးသဘောတရားတွေကိုတွေ့ရပါရဲ့အေရန်ဟာသူ့ရဲ့တဘာဝရိုးရှင်းတဲ့ရွေးချယ်ခံရသူဇလန်မဟုတ်ဘဲသူ့ရဲ့ရည်မှန်းချက်တွေစိတ်ထားတွေတဖြည်းပြောင်းလဲသွားပုံကထူးခြားပါရဲ့လီဗိုင်အာဝင်စီရိုင်နာတို့လိုဇက်ကောင်တိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ရှုပ်ထွေးမှုတွေရည်ရွယ်ချက်တွေရှိပြီးဘယ်သူမှဖြူမဲမဟုတ်ဘဲတာဝန်နဲ့ပတ်သက်ပြီးမရှင်းလင်းတဲ့ဇက်ကောင်တွေဖြစ်နေရအောင်တွေ့ရပါရဲ့တကယ်ချင်းတွေကိုသစ္စာဖောက်ရရန်သူတွေကိုနိုင်ရမယ်ဒါပေမဲ့ရန်သူတွေကိုနိုင်ရချိန်မှာတကယ်ချင်းတွေလည်းမရှိတော့ဘူးဆိုတော့အေရန်ရဲ့အတွေ့ဟာဇလန်ရဲ့အဓိကရတာကိုဖော်ပြပေးထားတာတွေ့ရပါတယ်အေရန်ကလွတ်လပ်မှုအတွက်ဆုံးထိတိုက်ပွဲဝင်သူပါသူ့ရဲ့ကလေးဘွားကနေလူသားတွေရဲ့မျှော်လင့်ချက်အထိဖြစ်တည်မှုကိုတဆင့်ချင်းတဆင့်တက်လန်သွားတာကိုကြည့်ရှုရမှာပါအေရန်ရဲ့ရှိဆောင်လမ်းပြမှုကကျွန်တော်တို့ဘူဖွားလာခဲ့ရလွတ်လပ်မှုရှိပါရဲ့ဆိုတဲ့အတွေးခေါ်ကိုအခြေခံထားပါပြီဒါပေမဲ့လွတ်လပ်မှုရဲ့အဓိပ္ပာယ်ဟာဇက်ကောင်တအူးကြီးစီအတွက်ခွဲပြပါရဲ့အေရန်အတွက်ရန်သူအားလုံးကိုဖျက်ဆီးခြင်းဖြစ်လွတ်လပ်မှုရယူမယ်ဆိုတာမျိုးပေါ့အေရန်ရဲ့မွေးစားမောင်နှမမိကာဆာအကာမန်ဟာ3စီရီ3ကရိယာလက်နက်တွေကိုကျွမ်းကျင်စွာအသုံးပြုကစွမ်းတတ်တဲ့တိုက်ခိုက်ရေးသမားဖြစ်ပြီးမိကာဆာအတွက်မိသားစုနဲ့ချစ်ရသူတွေကိုကောက်ွယ်ပေးတာဟာလွတ်လပ်မှုတစ်ခုဖြစ်ပါရဲ့အေရန်အတွက်ဆိုတက်ကိုပေးဝင်သူဖြစ်ပြီးအေရန်ဆိုတဲ့တယောက်တည်းဆိုရင်ဘာမှမလုပ်တတ်တဲ့ကောင်လေးကိုထိမခံတဲ့သူလည်းဖြစ်ပါရဲ့အာမင်အားလက်ကတော့အိုင်ဂျူမြင့်တဲ့သူဖြစ်ပြီးဗျူဟာကျတဲ့ညံရင်နဲ့တိုက်ပွဲကိုဥဆောင်နိုင်သူဖြစ်ကစကားပြောဆိုမှုနဲ့နားလည်မှုယူမဲ့သူလည်းဖြစ်ပါရဲ့အာမင်လိုပဲစစ်ရေးတွင်းမှာဗျူဟာကျတဲ့အိုင်ဂျူတွေနဲ့ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့သူလည်းရှိပါရဲ့သူကတော့အတက်အွန်တိုင်နဲ့ကြည့်ပြီးတဲ့သူတိုင်းသိမှာပါဟုတ်ပါရဲ့အာဝင်စမစ်ပါပဲအတက်အွန်တိုင်ထဲမှာလူသားတွေရဲ့သဘာဝအရတော့အနည်းနဲ့အများအာဏာရှိခြင်းနဲ့စိတ်သဘောထားနဲ့လူသဘာဝကိုလည်းမြင်တွေ့နိုင်ပါရဲ့လူသားတွေဟာသူတို့ကိုယ်သူတို့ဖျက်ဆီးဖို့ program ထည့်ထားတဲ့တရားဝါဒီပါဆိုတဲ့စကားလိုပဲအတက်ဝန်တိုင်တန်းမှာလူသားတွေရဲ့အုပ်စုတွင်းပဋိပက္ခအာဏာလူချင်းမှုကြောက်ရွံ့မှုကြောင့်ရန်လိုမှုတွေကိုအထင်ရှားပြသထားပြီးအာဝင်စမစ်ရဲ့မိကွန်းတွေမှာလူသားတွေရဲ့တည်ခြင်းတရားကိုရင်ဆိုင်ရဲမှုနဲ့အမှန်တရားအတွက်ရှာဖွေမှုတို့ကိုမြင်တွေ့ရမှာပါရိုင်နာအန်နီဘဲသူတို့လိုဇက်ကောင်တွေမှာရန်သူနဲ့မိတ်ဆွေဆိုတဲ့နှစ်ထပ်ကွန်မီလူသားဆန်မှုကိုရှင်းပြထားပါပြီကဘာကြီးဟာရက်ဆက်ပါရဲ့ဒါပေမဲ့အလှတရားလည်းပါဝင်နေရဲဆိုတဲ့ကာစာစကားလိုပဲအေရန်ရဲ့ rambling ကဘာလူကြီး80ရာခိုင်နှုန်းကိုချင်းမုံချင်းဟာရက်ဆက်မှုရဲ့အစွန်းရောက်ဆုံးပုံစံဖြစ်ပြီးလူသားတွေဟာသူတို့ကိုယ်သူတို့ဖျက်ဆီးဖို့ရွေးချယ်ကြရဲဆိုတဲ့အချက်နဲ့လီဖိုင်ရဲ့ရွေးချယ်မှုတိုင်းမှာအနစ်နဲ့ခံရမှုရှိရဲဆိုတဲ့အယူဆဟာစစ်နဲ့ရက်ဆက်မှုရဲ့သဘောကိုအတန်းဝန်တိုင်ထဲမှာပြသထားပါရဲ့ပြီးတော့သစ္စာမီဆာကာရဲ့အဲရန်ပေါ်သစ္စာဆောက်တည်မှုလီဖိုင်ရဲ့အာဝင်ပေါ်ထားတဲ့သစ္စာကင်းထောက်တသားတွေရဲ့လူသားတွေအတွက်ဆွလွတ်မှုတွေဟာသစ္စာတရားနဲ့အာသာချက်နဲ့အားနည်းချက်တွေကိုပြသပါရဲ့စီရဲ့အဲရန်ပေါ်မြုံကြည်မှုမာလီနဲ့ပါရာဒစ်အခြားမျိုးဆက်တွေချင်းတန်တရားတွေဟာပြိပခကိုပုံမကြီးထွားစေပါပြီ history ရဲ့အမှန်တရားကိုဘယ်လိုရွေးချယ်မလဲဆိုတဲ့လမ်းမှာသစ္စာနဲ့တန်တရားဟာဘယ်လိုတ
တက်ရောက်မှုရှိလဲဆိုတာကိုလည်းမြင်တွေ့နိုင်မှာပါအဆုံးသက်ကငင်းပေါဖွဲ့ရာဖြစ်ပေမဲ့ဇလန်တစ်ခုလုံးရဲ့တွေးခေါ်ကိုခြုံငုံပြီးလွတ်လပ်မှုဆိုတာပါလဲဆိုတဲ့မိကွန်းကိုအဆုံးအထိမိကွန်းထုတ်ထားပြီးဖြေကိုလည်းရှင်းရှင်းလင်းလင်းမပေးပဲ Orient ကိုယ်တိုင်စဉ်းစားခိုင်းတဲ့ enemy မျိုးကိုလည်းတွေ့ရပါရဲ့အတောင်အတိုင်းတဲ့ဟာရိုးရှင်းတဲ့ action enemy တစ်ခုထပ်ပို့ပြီးလူသားတွေရဲ့သဘာဝစစ်ပွဲလွတ်လပ်မှုနဲ့ရွေးချယ်မှုတွေအကြောင်းနက်နက်ရှိုင်းရှိုင်းစူးစမ်းထားတဲ့စိတ်ဝင်စားပွဲ enemy တစ်ခုဖြစ်လို့ master P လို့လည်းအများကသတ်မှတ်ခဲ့ကြပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုသဘောကျရင် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်ညီမတို့ဝေသေးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်